ပါခင်ဗျာ KKZ နည်းပညာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ TikTok view ကိုဘယ်လို free ထည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်လုံးဝပတ်စံကုန်စရာမလိုဘဲနဲ့လုံးဝ free ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုအချိန်မဆွဲပဲစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ TikTok တွေကိုတစ်ချက်ဝင်လိုက်ပါမယ်တစ်ချက်ပေါ့သူ profile နဲ့တစ်ချက်ဝင်လိုက်ဒီမှာ21 94ပေါ့နော်မိတ်ဆွေတို့မှတ်ထားလိုက်ပါတော့ကျွန်တော်ဒီ video လေးက21ဒီ video လေးက90နဲ့မှ4ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ video လေးကိုဒီလိုလေးပဲလုပ်ပြီးရုံပဲနော်ဘောဆွဲလိုက်အောက်ဆွဲလိုက်ဘောဆွဲလိုက်အောက်ဆွဲလိုက်အဲ့လိုလေးပဲလုပ်ပြီးရုံပဲနော်ကျွန်တော် view က auto တက်နေပါပေါ့နော်ကျွန်တော် auto clicker လေးနဲ့ကျွန်တော်လုပ်ချင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ခုနကတော့ view ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်စစ်ကြည့်လိုက်မယ်နော်ကျွန်တော် view လေးတက်သွားတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ငွေကုန်ကြေးကျခံရမလို့ပဲနဲ့ free ရတဲ့နည်းလေးပေါ့နော်ကျွန်တော်ပြီးတော့ view ကလည်းပြန်ချခြင်းလုံးဝမရှိပါဘူးခင်ဗျနောက်တဲ့နည်းညာလေးလေးကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ KKZ နည်းပညာ channel ကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်